မင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်ပြောရှင်းလဲဆိုတော့ကျွန်တော်တို့ဆရာတော်ပြောတပားရဲ့စကားသခွန်းပေါ့နော်အဲ့ဒီတရားတစ်ခွေလုံးမှာအဲ့သခွန်းလေးကိုကျွန်တော်သဘောကျအဲ့ကြောင့်လာပြီးတော့ပြပါအဲ့တရားကိုနာဘူးတဲ့လူလည်းနာဘူးမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မှတ်သားထားမယ်လို့တော့မထင်တဲ့ပေါ့နော်မှတ်တယ်လို့လည်းမှတ်ပါတော့မမှတ်လို့မမှတ်ဘူးအဲ့စကားလေးတစ်ခုကကျွန်တော်တော်သဘောကျတယ်အရန်လည်းအနှစ်သာရရှိတယ်အဲ့စကားရဲ့အတိတ်ပဲပေါ့နော်သူကဘာဥပမာနဲ့ပြသွားလဲဆိုတော့ဆရာတော်ကပလင်ပေါ်မှာထိုင်ပြီးတော့တရားဟောတယ်နော်တရားဟောတယ်အောက်မှာကတရားနာတဲ့လူတွေပေါ့နော်အဲ့တော့အောက်မှာဆရာတော်ထက်ကိုအသက်ကြီးတဲ့လူတွေပါမယ်ငယ်တဲ့လူတွေပါမယ်ရွယ်လူတွေလည်းပါပေါ့နော်ဒါပေမဲ့ဆရာတော်ကဘယ်မှာထိုင်ရလဲအပေါ်မှာထိုင်ရတယ်နော်ပလင်ပေါ်မှာထိုင်ရတယ်ဘာကြောင့်လဲလို့မေးလိုက်ရင်တချို့တွေကဖြေလိုက်မယ်သင်္ကန်းကြောက်တို့သင်္ကန်းရဲ့ဖုံးတကူတို့အဲ့လိုပြောကြမှာတကယ်တော့မဟုတ်ဘူးလွဲနေတယ်ဒါပေမဲ့ဘယ်လိုပြောမလဲလွဲနေဆိုမဲ့တစ်ထိတ်ချတယ်ပြောလို့မရဘူးပေါ့နော်ဘုရားရဲ့ဖုံးကိုသင်္ကန်းဆိုတာတော့မှန်တင်လားမှန်မယ်ဒါပေမဲ့တကယ်မှန်တဲ့စကားလုံးကရှိတယ်အဲ့သင်္ကန်းထောက်ကိုပိုးပေါအောင်ပြင်းတဲ့အရာတစ်ခုကအဲ့ဒီဆရာတော်မှာရှိလို့ဆရာတော်ကအဲ့လိုအပေါ်မှာနေရတာပေါ့နော်ထိုင်ရတာအပေါ်ကိုရောက်တာဘာကြောင့်ပေါ်ကိုရောက်လဲဆိုတော့အဓိကဖြေရအောက်နိုင်လို့ဒါဆရာတော်ပြောရတဲ့စကားကိုပြန်သုံးတာနော်အောက်နိုင်အရာရာကိုအောက်အေးနိုင်လို့သူများတွေကိုယ့်အသက်အရွယ်ကြီးတဲ့လူတွေကပါကိုယ်ပြန်ပြီးတော့ကြောရတဲ့အနေထားကိုရောက်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဘာကိုပြောချင်လဲဆိုအရာရာကိုအောက်အင်းတီးခံနိုင်အောင်မြင်နိုင်တယ်ပြီးတော့အမြင့်ကိုရောက်နိုင်တယ်ဆိုတော့တင်ဘယ်လိုပြောမလဲသင်္ကေတတစ်ခုအနေနဲ့ကျွန်တော်လာပြီးတော့ပြောပြတော့ဗောနော်အရာရာအောက်အင်းတီးခံနိုင်လို့ရှိရင်မောင်ရင်မတီးခံနိုင်တော့ဘလို့မှအောင်မြင်တဲ့လူတရားဖြစ်လာမှာအောင်ရင်တီးခံနိုင်မှအောင်မြင်တဲ့လူတရားဖြစ်မယ်အဲ့ဒါ